ထိုင်းနိုင်ငံတာခရိုင်မဲဆောက်မြို့မှာ Smart City ဖော်ဆောင်ရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်မြို့တွင်ခရီးသည်တင်လျှက်စစ်ဘတ်က EV ဘတ်ကိုအာဏာပိုင်တွေကလက်တွေ့စမ်းသပ်ပြေးဆွဲနေပါတယ်။မဲဆောက်မြို့တော်ဝန်ဦးဆောင်တဲ့မြို့တော်စီပင်အုပ်ချုပ်ရေးအဖွဲ့မြို့တော်ကောင်စီဝင်တွေနဲ့မီဒီယာတွေက Next Point ကုမ္ပဏီတို့ Next EV ဘတ်ကိုအသုံးပြုပြီးမဲဆောက်မြို့တော်စီပင်နယ်မြေအတွင်းမှာရှိတဲ့လမ်းကြောင်းတွေနဲ့စာသင်ကျောင်းတွေကိုတွာလာတဲ့လမ်းကြောင်းတွေမှာစမ်းသပ်မောင်းနှင်ခဲ့ကြတာပါ။အခုလိုစမ်းသပ်ပြေးဆွဲတာက EV ဘတ်ရဲ့မောင်းနှင်နိုင်စွမ်းနဲ့မဲဆောက်မြို့ရဲ့လမ်းကြောင်းတွေအတွက်တင့်တော်မှုရှိမရှိကိုလက်တွေ့စစ်ဆေးဖို့ဖြစ်ပါတယ်။စစ်ဆေးမှုပြီးရလက်တွေပေါ်မူတည်ပြီးကျောင်းသားတွေနဲ့ပြည်သူတွေအတွက် EV ဘတ်အသုံးပြုတဲ့ကြိုးပို့စနစ်နဲ့မြို့တွင်အများပြည်သူတည်ယူပို့ဆောင်ရေးစနစ်ဖော်ဆောင်နိုင်ရေးကိုဆက်လက်လေ့လာသွားမယ်လို့သိရပါတယ်။မဲဆောက်မြို့တော်စီပင်ဘက်ကတော့လျှက်စစ်ဘတ်ကအသုံးပြုနိုင်ရင်ရုပ်ကျွင်းလောင်စာသုံးစွဲမှုကိုလျှော့ချနိုင်ပြီးယင်တွေကနေထွက်ရှိတဲ့လေထုညစ်ညမ်းမှုနဲ့ PM 2.5 ကိုလည်းလျှော့ချနိုင်မယ်လို့မျှော်မှန်းထားပါတယ်။ဒါအပြင်ပြည်သူတွေအတွက်ပုံမှုအဆင်ပြေပြီးလုံခြုံတဲ့အများပြည်သူတည်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာစေဖို့လည်းရည်ရွယ်ထားပါတယ်။ EV ဘတ်စနစ်ကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်မှုအတွက်ဘယ်လမ်းကြောင်းတွေမှာပြေးဆွဲမယ်ဘတ်ဂျက်ဘယ်လောက်လိုအပ်မယ်လျှက်စစ်အားသွင်းစခန်းတွေကိုဘယ်လိုတိစောက်မယ်ဆိုတဲ့အချက်တွေကိုမဲဆောက်မြို့တော်စီပင်ကဆက်လက်လေ့လာသွားမှာပါ။ဒီစီမံကိန်းကိုအကောင့်ထဲပေါ်နိုင်ခဲ့ရင်မဲဆောက်မြို့ရဲ့တည်ယူပို့ဆောင်ရေးစနစ်ကိုပုံမခင်မိလာစေပြီးလေထုညစ်ညမ်းမှုလျှော့ချရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင်မဲဆောက်မြို့ကို Smart City အဖြစ်ဖော်ဆောင်ရေးမှာလည်းအထောက်အကူဖြစ်လာနိုင်မယ်လို့မြို့တော်စီပင်ကမျှော်မှန်းထားပါတယ်